ကျွန်တော် friend တွေကိုကျွန်တော်တခုပြောပြလို့ကျွန်တော်လည်းညီလေးတော်ကိုကိုွေးမလို့ဟိုတိတ်ပြီးတော့ရှိတဲ့ကောင်မို့တော့ဘာကွာလာလမ်ပူပငါရွာဆိုလားမသိဘူးကျော်လိုက်လားမသိဘူးကိုကြီးတော့ကျော်လိုက်ခဲ့မှာသွားကျွန်တော်ဘူးဒရာတွေကျွန်တော်ချပြလာမဟုတ်ပါဘူးเนาะဒေသနာဘူးဒရာတွေပါလေအဲ့လိုပြောတာမဟုတ်ပါဘူးဟိုလေကျွန်တော်တို့ဒီမှာကျွန်တော်ကော်ချီတက်လာပြီးတော့เนาะဘူးတို့မှာချပြီးတော့ဟုတ်ကဲ့မှာဒီပါလေမော်နက်ချက်ဒီပါလေချားကုန်တက်ဖို့ပေါ့เนาะပြီးတော့ပြန်လာတယ်ပေါ့ပြန်လာပြီးတော့စားတယ်မလို့ဗျာစားတယ်မလို့ပငါသွားမယ်တဲ့ပငါမှာတင်ရမယ်ဆိုတော့ကြားပါတော့အဲ့ဒါနဲ့လို့တော့တန်ဘူးကြီးကနေတန်ဘူးကြီးရှိတယ်ဆိုဒီဘတ်ကိုစီတိုင်းရှိရတယ်ပငါရောဝင်လာပေါ့ဗျာပငါအဲ့ကနေလာပါတဲ့9မိုင်လောက်မှာဝင်လာဗျာဝင်ပြီးတော့ဗျာ9မိုင်လောက်3မိုင်လောက်မောင်းပြီးတော့မှမရတော့ဘူးတဲ့တရားကျိုးသွားလို့တဲ့မောင်လေးကလာလို့မရဘူးဆိုတော့ဟုတ်ကဲ့အမကျွန်တော်ဘယ်လိုအဲ့ကမရရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲလို့ပြန်လဲရမလားဘာလားညာလားပေါ့ဟောတကယ်ဗျာကျွန်တော်နောက်ပြီးမပြောဘူးဗျာဗမာစကားကိုဗမာနားလည်အောင်မပြောနိုင်ဘူးဗျာဟုတ်သူတို့အပြစ်ပြောတာမဟုတ်ဘူးတော့အမရေတရားကျိုးရလို့မရဘူးဆိုရင်ကျွန်တော်ကပြန်လဲရမှာလားဘယ်လိုချားလဲလားမလားကျွန်တော်မေးတယ်နားလေအောင်မပြောနိုင်ဘူးနဲ့စိုက်ကကဒီကမာကိုတယောက်ချိန်ပေးတယ်ကိုတယောက်ကလည်းကိုရေကျွန်တော်ပြန်ပြောပြီးမှကျွန်တော်ဘယ်လိုပေါ့မလဲကျွန်တော်ပြပြမယ်ဗျာကျွန်တော်ရန်ကုန် sorry ဝန်ထမ်းဘက်ကနေလာတာလို့တပူတရားကနေပြီးတော့ဒီလိုအဲ့လမ်းစုံလေးညာဘက်ကိုပငါသွားတဲ့စားလုပ်တဲ့ရွာလို့ပြောတယ်ဗျာလို့အဲ့ဘက်ကိုကျွန်တော်ဝင်လာပြီးသွားပြီလို့လာကျိုးတယ်ဆိုတော့ကျွန်တော်ရှေ့ပဲဆက်သွားမှာလားသူကတော့ကျွန်တော်နားလေအောင်မပြောပြနိုင်ဘူးကိုဘယ်လိုလုပ်ပေးရမလဲကိုဦးတဲ့ကိုတဲ့ဂိတ်ကိုပဲထွက်ခဲ့ပါတဲ့အဲ့ကိုလာခေါ်လို့ကျွန်တော်ဂိတ်ကိုပြန်ထွက်လာတာရန်ကုန်တဝဲแล้วပြန်ထွက်လာပြီးတော့အဲ့ဒါကိုရှေ့ရတယ်ပြီးတော့မှစိုက်ကနဲ့ခေါ်သွားလို့ရန်ကုန်တဝဲแล้วညာဘက်ကိုချိုးပြီးတော့အဲ့ဒီပငါလဲနောက်တလားရှိသေးတယ်ဗျာအဲ့แล้วမှရှေ့ရတယ်ကဲဒီနဲ့ကျွန်တော်လိုက်နေရတာဗျာခက်ခဲတော့ရှိပါပေါ့ဗျာနော်ဒီလည်းမကောင်းဘူးဒီဘက်မှာလေဒါကျိုးတာတို့ဒါကွဲတာတို့မိုင်းကွဲတာတို့ကိုရှင်ကလူလိုပြောနေတဲ့ဒါပဲဗျာကျွန်တော်ကားသမားတွေဗျာညတဲ့ကောင်တွေမှမဟုတ်တာဗျာရန်ကုန်တစ်မျိုးလုံးမောင်းလာတာကြိုက်တဲ့နေရာပြောကျွန်တော်ဆိုမာတပီလုံးမောင်းလာတာကျွန်တော်နားလဲအောင်မပြောနိုင်ဘူးဗျာအရန်တဲ့ကြီးခံရပါတယ်ဗျာခလပါတယ်နော်ဟိုဒီကနေ့တိုင်းနေသူတွေဆိုတော့လေအဲ့ဒါပလာကျွန်တော်တို့ငယ်တော့စာတင်မှုတွေဗျာတဲ့လားကျွန်တော်စာတင်တော့ရှင်းမကြည့်ကျွန်တော်လမ်းသိချာပြနေတယ်ကိုကစာတင်မှုတယ်စာတင်တာကျွန်တော်တို့ဗာလဲဟိုထဝီဆရာမလီကာဦးလာတီဦးလာချစ်တို့ဆိုလို့ရှိရင်တော့နှုတ်စင်နဲ့တင်တာကကျောင်းဆရာတရားနှုတ်စင်နဲ့တင်တာပေါ့ဒါမွန်ပြည်နယ်ပေါ့နော်မွန်ပြည်နယ်ဆိုလို့ရှိရင်မွန်ပြည်နယ်ပေါင်မျိုးနယ်ထမ်းမင်ကျောင်းကနေလန်းစားထုတ်တယ်ဆိုလို့ရှိရင်ဆရာနှုတ်နဲ့ပေါင်ထန်းစားဒီကြီးကြီးတာပေါ့ယောက်ျားလေးတွေကပေါင်ထန်းစားဆိုပြီးတော့အကျယ်ကြီးတွေဟောတာပေါ့ထားပါတော့ဗျာပေါင်ထန်းစားဆရာတော့ဟာတာအနေနဲ့တင်ပေးလိုက်တာပါလို့ဒါပေမဲ့အဓိကတော့ပေါင်မျိုးနဲ့ထမ်းမင်ကြောင်ကနေလန်းစားထွက်တယ်လို့ပြောတာအခုဒါကတော့ဒါပငါးဘက်ကိုကျွန်တော်ဆင်းနေရတယ်ပေါ့နော်စားသွားတယ်လားစားတင်ပြီးတော့တဝဲပြန်ပါပေါ့နော်ကဲပွင့်လင်းပြောရင်တော့ဗျာရန်ကုန်ဘက်ကိုစိတ်နာသွားတာဗျာရန်ကုန်ဘက်စိတ်နာမဟုတ်ပါဘူးဒီဂိတ်တွေပေါ့နော်မြန်ချောင်းဂိတ်မဖြတ်ချင်တော့ဘူးဗျာဘုစောဒီကတော့နော်မြန်ချောင်းဂိတ်ကိုပြောတာမဟုတ်ဘူးညောင်ခါရှိဂိတ်ကားတိုးတာကြီးကိုစိတ်နာသွားတယ်တိုးချင်တော့ဘူးဝေးကြီးရတော့အတူတူပဲဗျာဂိတ်ကရတဲ့ပတ်စံနဲ့နော်ဒီဓ
ဝယ်ကနေကိုချီလေးပို့ပြီးတော့ဒီမော်နယ်နောက်ဘူးလုံးတော့ပို့ရတဲ့ပတ်စံတွေကတူပဲဆိုတော့ဘယ်လိုဖြစ်တော့ဘူးဗျာမော်နယ်လောက်ပဲတက်တော့တော့ဗျာနော်မော်နယ်လောက်ပဲဘူးလုံးလောက်ပဲတက်အဲ့ကနေပြီးတော့စားလေးနဲ့ပြန်ဆင်းပေါ့အပင်ကုန်လေးရတယ်ဗျာဟဲ့လားအပင်ကုန်လေးရတာပေါ့အပင်ကုန်လေးရတော့ဘယ်လိုပြောမလဲဒီကြီးနဲ့ပြောကြည့်ပါဦးအစင်ပြေတယ်ပေါ့ဗျာကြိုက်တယ်ပေါ့ဗျာရန်ကုန်သွားလဲဒီပတ်စံပဲဘိုင်း400မောင်းလဲဒီပတ်စံဘိုင်း100မောင်းလဲဒီပတ်စံဆိုတော့ကြိုက်တယ်လို့လုပ်တာပေါ့ဗျာအဲ့လိုပေါ့ဟုတ်မလားကားလည်းပြည့်တဲ့ကားဆိုတော့လေဒီပါလေလို့နော်အခုတော့စားတင်နေမရအောင်သွားနေတယ်လို့ရှေ့ကလမ်းပြကျယ်လေးနဲ့ကျွန်တော်သွားနေပါတယ်ကျွန်တော်တော့ပြောပါပါပဲနော်ဒီသန္တရအခက်အခဲတွေကိုကျွန်တော်ဟာသားနဲ့သန္တဘုဒ္ဓရာတွေချက်ပြမယ်ပြောမယ်နောက်မယ်အားလုံးချမ်းသာကြရမယ်နော်အဲ့လိုပုံစံပါဘုံမှာလည်းစားတင်လာတဲ့ကားလားမသိဘူးဗျနှစ်ကောင်တော့တွေ့ပြီလို့ဗေလာတွေနဲ့ကျောင်းစုခင်တွေ့ပြီရတယ်ရှောင်းမှာပေါ့နော်ကိုကရှောင်းပေးတယ်ကျော်ကားသမားကြီးကနားလေတယ်နော်ကားသမားကြီးနားလေတယ်ခေကားယူမကြီးနားလေတယ်ဗျချိုးနားလေရခက်တယ်ပေါ့နော်ချိုးကောင်းလေးနဲ့ကောင်းလေးရှိတယ်ရတယ်အခုကောင်းနေအောင်restaurant ပါအခုကျေးဇူးပါကိုနောက်ထပ်ပုံစီတစ်မျိုးပေါ့ဗျာနော်ဟုတ်လေဘောဒီယာကားကြီးထောင်လိုက်တော့ဘာဖြစ်ဖြစ်ခေကုံဖြစ်ဖြစ်ဘာချီးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အစဉ်ပြေးဟာတင်ရမှာပဲဒီစားတော့လေစားပေါ့ဗျာအမလေးတကယ်ကြီးတဲ့ကားဝယ်တော့မှဘူးသူရတွေလည်းရပါတယ်လို့ကျွန်တော်လိုက်လိုက်ဦးပါဗျာ